ကိုပါပွဲဖန်းလိုက်ရဲ့ quality ကိုကျွန်တော်ပြမယ်ကြည့်ရနော်ဒီမှာဘောလုံးနဲ့အများကြီးနဲ့ဆမ်မြန်ဒီမှာမီကာစာနော်ဒီမှာဖြူမဲဒီမှာကဲဒါ Spotland နော် Spotland ပြီးရင်ဒီမှာဒါ Fuset နော်ရော့ကြားရရော့ဟိုဆန်းပြမယ်ရော့အမေဒါဗော်လီဘောမဟုတ်ဘူးကျွန်တော်တို့က nationally ကိုမှဖမ်းတာပါဆိုရင်ဟိုစောစောရာဈေးကြီးနေတဲ့အချိန်မျိုးမှာကျွန်တော်တို့ကလက်တစ်စုံကိုအရင်ကပွဲဖမ်းမှုအတွက်ဆိုရင်2000ခွဲ3000 4000ဆိုရင်အလုံးစုံပဲ4000လောက်သုံးနေဆိုရင်ကျွန်တော်တို့ကပွဲဖမ်းလို့ရနေပြီပေါ့နော်အခုချိန်မှာတော့ကျွန်တော်တို့ကပြောင်းပြန်ဖြစ်သွားပြီကျွန်တော်တို့က4000 5000လောက်သုံးနေဆိုရင်တော့မှကျွန်တော်တို့training quality လောက်ပဲရမယ် training quality ဆိုတော့ဘယ်လိုလဲဆိုတော့ power သားကျန်းကျန်းနေပေါ့နော်ရေရှည်ခံနိုင်မဲ့ quality မျိုးဖြစ်တယ်ပွဲဖမ်းလိုက်တော့လုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့သူကဒီအပေါ်ဘောတွေဖမ်းတဲ့အခါကျရင်လက်ထဲလွတ်ကြတာမျိုးဒီ power သားအရင်ကျန်းနေတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်အခုအချိန်မှာပွဲဖမ်းလိုက်တွေကတစုံကိုအနည်းဆုံးကျွန်တော်9000 8000လောက်မှမသုံးဘူးဆိုရင်ကောင်းကောင်းလေးမရတော့ဘူးဒီကိုကောင်းတဲ့ quality မျိုးသုံးနေနေဆိုရင်တော့ကျွန်တော်တို့ကဒီ8000အထက်မှာကြီးပဲရှိတော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဈေးကြီးလာတာနဲ့အများကျွန်တော်သုံးလိုက်ရတဲ့ဒီကိုယ့်ရဲ့ငွေသားပေါ်ဆုံးရှုံးမှုမများရအောင်ကျွန်တော်ဒီနေ့ review လေးလုပ်ပေးပါမယ် Adidas ကတော့သူ့ရဲ့ packaging အတိုင်းပဲပေါ့နော်အရင်ပုံစံတွေအတိုင်းပဲဒီမှာ Predator Pro အိတ်နဲ့လာတယ်ပေါ့နော်ပြီးတော့ဒီကောင်ကအိတ်ကကျွန်တော်ဒီလက်အိတ်တစ်စုံမှာဒီ plastic အိတ်နဲ့နှစ်ခုထုတ်ထားပေးရပေါ့နော်ပုံမှန်လိုပါပဲကဲဟုတ်ပြီအဲ့ဒါကတော့ဒါပုံမှန်အိတ်ပဲဆိုတော့ထားလိုက်တော့ကဲကျွန်တော်လက်အိတ်ဘက်ကိုကြည့်လိုက်ရအောင်ကဲအခု plastic လေးကိုကျွန်တော်တစ်ချက်ခွာလိုက်မယ်နော်ကဲလက်အိတ်ကထွက်လာပြီဆိုတော့သူ့ရဲ့ကတ်ခွာလေးတစ်ချက်ကြည့်လိုက်မယ်အဓိကဒီကောင်မှာကအထူးခြားတာကကျွန်တော်ဒီလက်အိတ်အရှည်ပေါ့နော်ဒီပတ်ကြိုးမြို့ကြိုးပေါ့သူ့ရဲ့မြို့ကြိုးအရှည်ဒီမှာက URG 2.0 ပါမယ်သူရဲ့ပုံစံနဲ့ဒီမှာ Adidas ပေါ့နော်ဒီလက်ညှိုးမှာရေးထားမယ်ဒီအောက်ကတော့ Adidas logo လေးပါမယ်အဲဒီမှာ plastic လေးတော့နည်းနည်းလေးကွာနေတော့ရှိတယ်ဒီကောင်တော့ကျွန်တော်ကခဏလေးခွာပြီးတော့ပြပေးမယ်ပေါ့နော်ဒီအောက်မှာလည်းသူ URG 2.0 ဆိုပြီးတော့ပါသေးတယ်break ပုံစံမျိုးလေးပေါ့နော်သူရဲ့ size ကိုပဲမှာကြည့်လို့ရမလဲဆိုတော့ကျွန်တော်ဒီမှာ size 8ပေါ့ကဲအဲ့ဒါဆိုရင်ကျွန်တော် power သားပေါ်မှာကတ်ထားတဲ့ plastic လေးကိုကျွန်တော်တစ်ချက်ခွာလိုက်မယ်နော်အခုကျွန်တော်လို plastic ခွာတဲ့ခါကျရင်လို့စိတ်ရှည်လက်ရှည်နဲ့စနစ်တကျလေးခွာဖို့လိုတာပေါ့တော့ကြအဲ့ခွာနေရင်းနဲ့ပဲဒီ plastic ကနေမှဒီ power သားတွေကိုပဲ့တာပွန်းတာတော့ဖြစ်တတ်တယ်အဲ့ဒါလေးတော့တတိထားဖို့လိုမှာပေါ့နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်ဝတ်ပြကြည့်မယ်ပေါ့နော်သူ့ရဲ့ဒီလက်ကောက်ဝတ်နေရာကတော့တော်တော်လေးကိုကျက်တယ်အဓိကဘယ်လိုလူတွေအတွက်မကောင်းဘူးလဲဆိုကျွန်တော်လက်ကောက်ဝတ်အရန်ကြီးရဲ့လူတွေအတွက်ဆိုတော့အဆင်ပြေမှာမဟုတ်ဘူးဗျကဲသူ့ရဲ့ power သားတန်လေးတစ်ချက်နားထောင်ကြည့်လိုက်အောင်ကဲဘယ်ဘက်ပြီးပြီဆိုရင်တော့ကျွန်တော်ညာဘက်ကိုတစ်ချက်ပြပေးမယ်ဒါကဒီနှစ်ဖက်လုံးမှာတော့ပါပါဗောနော်ဒီမှာ Pro ဆိုတဲ့တစိမ့်ကလေးရွှေရောင်လေးနဲ့ကတ်ထားတဲ့ sticker ပုံစံမျိုးလေးအဲ့ဒါဘယ်ဘက်မှာလဲပါတယ်ညာဘက်မှာလဲပါခဏကျွန်တော်ကဘယ်ဘက်မှာမပြလိုက်ရလို့လေအခုဒီညာဘက်မှာပြန်ပြလိုက်တယ်ဒီဘက်ကအသားတွေကလည်းဘာမှဟိုထူးထူးခြားပြောင်းလဲနေရမရှိဘူးပဲညာရောကတော့ပုံစံကတော့အတူတူပဲဒီမှာ brake ပါမယ်ဗောနော်အောက်မှာ brake ပါမယ်ဒီသူ့ရဲ့ဒီလက်ကောက်ဝတ်နေရာကတော့ကျွန်တော်တို့လက်ကောက်ဝတ်အရန်ကြီးတဲ့သူတွေအတွက်ဆိုရင်တော့အဆင်မပြေနိုင်ဘူးအခုဒီကိုပါရဲ့ power သားကိုတော့ကျွန်တော်ဒီအနောက်မှာဆန်းပြထားပေးတယ်ချက်ကြည့်လိုက်ပါအောင်ကိုပါပွဲဖန်းလိုက်ရဲ့ quality ကိုကျွန်တော်ပြမယ်ကြည့်ရနော်ဒီမှာဘောလုံးနဲ့အများကြီးနဲ့ဆမ်မြန်ဒီမှာမီကာစာနော်ဒီမှာဖြူမဲဒီမှာကဲဒါ Spotland နော် Spotland ပြီးရင်ဒီမှာဒါ Fuset နော်ရော့ကြားရရော့ဆန်းပြမယ်ရော့အမေဒါဗော်လီဘောမဟုတ်ဘူးကျွန်တော်တို့က nationally ကိုမှဖမ်းတာပါဆိုရင်ဒီမှာ nationally ဘောလုံးနဲ့ဆမ်းမယ်ဒီမှာတကောင်ကဒီမှာ download နော်ဒီမှာနော်မဟုတ်ဘူးကျွန်တော်တို့က nationally အဟောင်းနဲ့ကန်တာပါအလုံး nationally အလုံးအဟောင်းနဲ့ကန်တာပါဆိုတော့ဒီကိုအတွက်အခုလိုဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ရက်မှာတော့ကျွန်တော်တို့
ဒီရန်ကုန် city မှာပေါ့နော်ဒီ nationally မှာအခုကန်နေတဲ့ကျွန်တော်မြန်မာပြည်မှာနာမည်ကြီးနေတဲ့ Onana ဝတ်တဲ့ဒီလက်အိတ် Ebro ပေါ့နော်ဒီကောင်လေးကိုကျွန်တော်Onana ပေါ့နော်ကျွန်တော်ခေါ်တာ Onana ပေါ့ဒါပေမဲ့သူ့နာမည်ဒီပိုးလို့သိရပါပေါ့နော် Cameron သားလို့သိရပါတယ်ပြီးတော့သူ Onana နဲ့လည်းတငယ်ချင်းတွေလို့သူရဲ့ interview တခုမှသူဖြေထားတာပေါ့နော်ကဲဒီ Ebro လက်အိတ်လေးကိုကျွန်တော်နောက်တစ်ရက်မှာ review လုပ်ပေးတော့မှာဖြစ်ပါတယ်ကဲဗီဒီယိုအဆုံးထိကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ် bye bye